လက်အောက်ချီပြီးနောက်ကညီညီလေးဆိုစမ်းပြိတ္တာအနန္တငါကိုရှိခိုးပါ၏ဖျားအနန္တ၅ပါးကိုရှိခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1339ခုနှစ်တဇောင်မုံလစုံ9ရက်နေ့ညတောင်ငူမြို့ရွှေဆံတော်ဂောဘကများပင့်လျောက်ခြင်းအရာရွှေဆံတော်ဇေဒီတော်ကြီးအတွက်ဟောကြားပြီးတော့လာခဲ့တာဒီကနေ့3ညမြောက်တရားဝဲနောက်ပိုင်းဇတ်လမ်းရက်နဲ့လနဲ့ဌာနနဲ့မြို့နဲ့ဒါလေးတွေဘုန်းကြီးတို့ထည့်ပေးပါတယ်ဇတ်ထုတ်အစတော့ကြာကျုပ်တရားတွေကျုပ်နားထောင်လိုက်ဘယ်ဟောမှမသိဖြစ်နေလို့ဒါကြောင့်ထည့်ပေးရဒီကနေ့နောက်ပိုင်းဘုန်းကြီးဟောမဲ့ဇတ်လမ်းကကိုယ်သားကိုယ်တကာမဓာတ်ဆိုတဲ့တရားကိုဟောမလို့ကိုယ်သားကိုယ်တကာမဓာတ်ဘာတဲ့တုံးပြိဿကြီးကိုယ်သားကိုယ်တတ်တဲ့နေရာမှာကာမဓာတ်မပြင်းထန်ရင်တတ်လို့မရပါဘူးရပါမလားဒါကြောင့်ဘုန်းကြီးကနာမည်လေးပေးထားလိုက်တဲ့ကိုယ်သားကိုယ်တတ်ကာမဓာတ်ကျမ်းဂန်ထဲမှာတော့ကျွတ်တို့နိပတ်တော်ထဲမှာအတာတမန္တဇတ်ဖြစ်ပါကျွတ်တို့သုံးလောကထိုထားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကသာသနာတော်မပျော်မွေ့တဲ့ယဟန်တစ်ပါးရှိမပျော်မွေ့ဆိုသူလူထွက်ခြင်းတယ်ရှိသာတရိထားလို့သာရဏဘောင်မှာနေတဲ့ယဟန်တန်ဃာတော်များလူထွက်ခြင်းနဲ့ဆိုရင်ဖြင့်တပါးသောအကြောင်းမရှိများသောအကြောင်းမရှိအကြောင်းကတစ်ခုသာရှိ၏ဒီတော့ဘုန်းကြီးတွေလူထွက်ခြင်းနဲ့အကြောင်းကများလားတစ်ခုလေလားအဲ့ဒီတစ်ခုကဘာတော့ဟုတ်ဘူးဘုန်းကြီးကလည်းတဲ့ဟောတတ်တဲ့ဘုန်းကြီးမပြောတာအဲ့ဒီပဲလှည့်လိုက်ကြစို့ဘုန်းကြီးတွေလူထွက်ခြင်းနဲ့ဆိုကြတဲ့ကတစ်ခုတည်းပဲဘာလို့ဆိုတော့အဲ့ဒီတစ်ခုကမပြောတာဟဲ့ဘာလို့မပြောတော့ဆိုတော့မပြောလို့ပေါ့ကွာတစ်ခုတည်းရှိအဲ့ဒါကိုဘုရားကိုယ်တော်မြတ်သိတော်မူသဖြင့်จิตာသတိထားလို့ဒီလိုသာသနာတော်ကြီးမပြောင်းမွေခြင်းသည်ကာမတတ္တိကာမနှိုးဆော်ချက်သာဖြစ်တဲ့จิตာဒါကြောင့်သင်ဒီအာယုန်တစ်ပါးစိတ်မများလေနဲ့ငါဘုရားဤသာသနာမှာနေပြီးတော့ဒုက္ခခတ်သိမ်းကင်းငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုသိရှိမှန်းပြီးတော့ယဟန်ပြုလာတယ်မဟုတ်လားจิตာဒီလိုနိဗ္ဗာန်ကြီးမှယဟန်ပြုလာတဲ့จิตသားဖြစ်ပါလျက်ကနဲ့ကာမကိစ္စကာမတတ္တိကာမရဲ့နှိုးဆော်မှုကြောင့်လူထွက်လိုက်မယ်ဆိုရင်ဒုက္ခခတ်သိမ်းကင်းခြင်းရာကိုလိုချင်ပါတယ်ဆိုတဲ့သင်จิตသားတွေရောက်နိုင်ပြီမဟုတ်จิตသားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကာမကိစ္စနဲ့ပတ်သက်ပြီးတော့များစွာသောအပြစ်တွေကိုငါဘုရားပြယူအတိတ်ဇတ်ကြောင်းကိုဆောင်းတော်မူမဲ့จิตသားဆိုပြီးဘုရားကိုယ်တော်မြတ်ကအတာတမန္တဇတ်ကိုခေါ်တော်မူပါတယ်ဟောလွန်လေပြီးတော့ခါကျွတ်တို့ဘာယာနတိတိုင်းပြည်ဗြဟ္မရမင်းကြီးမင်းပြုစဉ်အခါအဲ့ဒီဘာယာနတိတီရင်းမှာဂရေကျွယ်ဝတဲ့ကျွတ်တို့ပုံနာတစ်ယောက်ရှိအဲ့ဒီပုံနာစီတရားနာပိဋကအိယာတီထောင်လူဣဘောင်မှာဘေးရင်အတတ်များကိုတတ်တော်လဲပဲ
လူလောကီလူစည်းဝါးနေတော့ဖြင့်နေရတင့်တော်လေအောင်မလားလို့သူ့စိတ်ထဲအတော်စဉ်းစားဒီလိုစဉ်းစားလိုက်တဲ့အချိန်ခါမှာငါသည်ဒီပညာများကိုသင်ကြား၍ဒီပညာကိုငါတယောက်တည်းတတ်ရုံနဲ့မကတပည့်ပေါင်းများစွာမွေးပြီးတော့ငါသည်တက္ကသိုလ်မှာဆရာကြီးလုပ်ရင်ကောင်းလိမ့်စွာအဲ့ဒီလိုတက္ကသိုလ်မှာဆရာကြီးလုပ်တက္ကသိုလ်မှာဆရာကြီးလုပ်ပြီးတဲ့ချိန်ခါမှာဂန္ဓာရတိုင်းပေါ်တရားနာပိဋကတက္ကသိုလ်ပြီးမှဒိဋ္ဌပါမောက္ခဆရာကြီးသူ့အမေအိုကြီးတယောက်ရှိအဲ့ဒီအမေအိုကြီးကိုသူကိုယ်တိုင်ပဲခြေလက်ဆုပ်ကိုင်းပြီးတော့လှုပ်ကြွေးမှုပြုခဲ့ဒီအမေအိုကြီးကိုပြုစုလာတဲ့အချိန်ခါမှာများစွာသောလူတို့သည်တရားနာပိဋကကဲ့ရဲ့လာကြအပြစ်တင်လာကြပိဋကနည်းနည်းတော့စဉ်းစားတော့ဟိုအမေကိုပြုစုတာကိုအပြစ်တင်တဲ့လူလည်းရှိအမေကိုလှုပ်ကြွေးတာကိုအပြစ်တင်တဲ့လူလည်းရှိတတ်တယ်ဒိဋ္ဌပါမောက္ခဆရာကြီးသည်အမေကိုပြုစုတဲ့ခြေလက်ဆုံးနှဲပြီးတော့လှုပ်ကြွေးခဲ့အဲ့ဒီလိုလှုပ်ကြွေးတာကိုအပြစ်တင်ခံရပါသဖြင့်တော်ပြီလူလောကကြီးတော့ဖြင့်အသက်ရှင်လျက်နဲ့နေရတော့လေတပါးသောပုဂ္ဂိုလ်ရဲ့အပြစ်ကိုရှု၍ဘလူမျက်နှာကိုမှမထောက်ဒီလောက်ထိအောင်အပြစ်တင်တဲ့လူတွေကြားထဲတော့ငါမနေတော့ဘူးအမေအိုကြီးထမ်းခေါ်သွားပြီးတော့တောကြီးထဲမှာရေပေါ်တဲ့အရာရေမရှာရတဲ့အရာမှာအမေကိုထားပြီးတော့တဲငယ်လေးပြုတ်ပြီးတော့နေကြအဲ့ဒီထဲမှာတရားနာပိဋကဘာယာနတိတိုင်းပြည်ကျွတ်တို့ပုံနာမျိုးပေါ့အဲ့ဒီပုံနာလင်မယားသည်သားလေးတစ်ယောက်ဖွားမြောက်လိုက်တဲ့အချိန်ခါမှာမိကိုများစွာလှုပ်ကြွေး၍ထိုသားကလေးအရွယ်ရလာသောအခါခြေသားဘယ်နဲ့တော့ငါသားအရွယ်ရောက်လာပြီအေးရတီထောင်လူဤဘုံမှာနေမလားသို့ရီမဟုတ်မိကိုလှုပ်ကြွေးရသေးရဟန်းပြုလေမလားခြေသားအဲ့ဒါလို့မေးလိုက်တော့သားဖြစ်သူကမိခင်ဖခင်တို့ကျွန်တော်ဒီမိကိုလှုပ်ကြွေး၍ယဟန်အဖြစ်ကိုတော့မပြုလိုပါဗြဟ္မပြေယောက်ျောင်းတရားတွေကိုလည်းမကျင့်နိုင်ပါအိမ်ရတီထောင်လူဤပေါင်းမှနေအောင်မယ်ဒါဖြင့်ခြေသားအိမ်ရတီထောင်လူဤပေါင်းမှနေတယ်ဆိုရင်ဖြင့်အသက်မွေးဝမ်းကြောင့်ပညာဆိုတာလူတိုင်းရှိရတယ်အသက်မွေးဝမ်းကြောင့်ပညာမရှိလို့ရှိရင်ဖြင့်သူများခိုင်းစေတရားသူများခိုင်းတဲ့အလုပ်ကိုလုပ်ပြီးတော့သူများကြွေးသမျှကိုစားသူများပေးသမျှကိုဝှေ့၍အင်မတန်ဆင်းရဲညူညင်တဲ့ဘဝနဲ့အသက်မွေးရလိမ့်မယ်ချစ်တာ။ကိုက်တာဖြင့်တက္ကသိုလ်သွားပြီးတော့ပညာသင်ကြည့်တော့တက္ကသိုလ်မှာငါဤသတင်မို့ကအတ္တာတမန္တမန္တန်ကိုချစ်သားတက္ကသိုလ်ဆရာကြီးထာမရအောင်သင်ခဲ့လို့အတ္တာတမန္တန်နော်ပရိသတ်ကြီးပါတယ်တော့အတ္တာတမန္တန်နဲ့ပြုအဲ့ဒါတက္ကသိုလ်တိုင်းပြည်ရောက်တော့တက္ကသိုလ်ဆရာကြီးကမရှိဘူးဒီကတက္ကသိုလ်ဆရာကြီးရှိရဲ့ရှိပါဗျာတက္ကသိုလ်ဆရာကြီးကဘယ်ထွက်သွားပါလဲဟောရင်မေ့တာပါကိစ္စမရှိပါဘူးနာရင်မေ့တာအမေအိုကြီးထမ်းပြီးဘယ်ထွက်သွားပါလဲမြို့ပေါ်ကတဲမသွားခြင်းတဲ့လူတွေဆိုတော့တော်တယ်ကိုမထွက်ချင်ဒီကအမေအိုကြီးထမ်းပြီးဘယ်ထွက်သွားလဲတော်တယ်ထွက်သွားအဲ့ဒါလို့တော်တယ်ထွက်သွားတယ်မရှိဘူးလို့ပြောတော့ခုနကယောက်ျားသည်အတ္တတမန္တန်ကိုသင်ချင်လို့တက္ကသိုလ်ဆရာကြီးနောက်လိုက်သွားတော်တယ်ရောက်ဆရာကြီးခင်ဗျာဟေးအမောင်လူလင်ဘာတော့ကွ
ကျွန်တော်ဒီတက္ကသိုလ်တိုင်းပြည်တို့ဆရာကြီးထံရောက်အလားဆရာကြီးမရှိဘူးဆိုလို့အခုရှိရအရက်ကိုလက်ခဲ့ရပါတယ်ခင်ဗျာဆရာကြီးထံပညာသင်ရင်လို့မိဘများကလွတ်လိုက်လို့ပါခင်ဗျာနေပါဦးပဲမိဘများကဘာပညာအသင်ခိုင်းအတ္တတမန္တန်ကိုအသင်ခိုင်းပါတယ်ခင်ဗျာစဉ်းစားပြီတက္ကသိုလ်ဆရာကြီးကလက်ဆက်တတ်တော့အတ္တတမန္တန်ဆိုတာသိချာမရှိပါလားဒီအတ္တတမန္တရားပညာကိုသိချာမရှိတော့လေသူ့မိဘများသည်အိယာတီထောင်လူဤပေါင်၌နေခဲ့ပါလျင်မိမများကိုအတ္တတလို့သူ့သားသိအောင်လွတ်လိုက်ခြင်းပဲဒီတော့မှန်တော့အတ္တတမန္တန်ကိုကျုပ်ပြောနေတယ်အတ္တတဆိုတာမိမအတ္တတဆိုတာမိမညိုညင်ပင်ပန်းဆင်းရဲအောင်ပြုတ်တတ်တာလို့ဆိုသည်ခက်တော့ခက်သားပဲတရားပွဲတဲ့မိမတွေကများနေတော့မိမတွေအကြောင်းပြောရတယ်ကျုပ်မျက်စောင်းထိုးမှဆိုရမစိုးနဲ့တော့ယောက်ျားတွေမိန်းမကြောင့်ဒုက္ခဖြစ်တယ်လို့မိန်းမတွေလည်းယောက်ျားကြောင့်ဒုက္ခဖြစ်တာပဲတစ်လှည့်စီတွက်လိုက်တော့ဘယ်ရင်ဘဲကြီးပဲမှန်လားပြိဿကြီးပြိဿကြီးတချို့မိန်းမတွေယောက်ျားကြောင့်မျက်ရည်မကျဘူးလားတချို့မိန်းမတွေယောက်ျားကြောင့်မျက်ရည်ကျတယ်လို့တချို့ယောက်ျားတွေလည်းမိန်းမတွေကြောင့်မသေးဘူးလားဒါဖြင့်မိန်းမနဲ့ယောက်ျားဟာအတူတူနေလို့တော်ပါမလားမတော်ရင်အာနာပဲသိတယ်ခင်ဗျားတို့မိန်းမနဲ့ယောက်ျားမတည့်ဘူးဆိုတာသိတယ်မတည့်မှန်းသိတယ်အတူတူနေရင်မတော်မှန်းသိအတူတူနေလို့ရှိရင်ယောက်ျားသည်မိန်းမကြောင့်မိန်းမသည်ယောက်ျားကြောင့်စာရမှုတွေဝေရမှုတွေပြောရမှုတွေနေရမှုတွေထိုင်ရမှုတွေဒီလိုဒုက္ခတွေဖြစ်လာသမျှအကြောင်းရှာလိုက်တော့လက်ဆက်တတ်တော့မိန်းမကယောက်ျားဆွဲလန်းလို့ယောက်ျားကမိန်းမဆွဲလန်းလို့လူတွေဒုက္ခဖြစ်နေတာသမုဒယဒီသမုဒယသည်ဘယ်သူကပေါက်ဖွာလာတယ်လဲမိန်းမသည်ယောက်ျားကြောင့်ယောက်ျားသည်မိန်းမကြောင့်ဟာလက်ဆက်တတ်တော့နိဗ္ဗာန်မရတာတို့ယောက်ျားတွေဘက်ကကြည့်လို့မိန်းမကြောင့်တို့မိန်းမတွေဘက်ကကြည့်လို့ယောက်ျားကြောင့်နိဗ္ဗာန်မရတာယောက်ျားနဲ့မိန်းမကြောင့်လို့သိရင်ဂိုင်းပိဿကြီးအတူတူနေဖို့တော်ရဲ့လားမတော်ရင်ခက်တယ်ရှေ့ဆက်ပြောဖို့ကအတော်ခက်တယ်ပိဿရဲ့ဒါကြောင့်ဒီကိစ္စတွေကိုဓိတပါမောက္ခဆရာကြီးနားလည်လာပြီပိဿငါသားရဲ့အိယာတိထောင်လူဤပေါင်းမှာမိန်းမယူအောင်မယ်ဆိုရင်တော့မိန်းမနဲ့အတူနေရင်ဒီလိုဒုက္ခဖြစ်တတ်တဲ့ကွယ်လို့သိစေခြင်းလုံးလို့မိန်းမရဲ့မပြေပြောက်တဲ့အာသာမိန်းမသည်မိမိစိတ်ဆန္ဒတစ်မျိုးဖြစ်လာရဲ့ဘယ်ကိစ္စမျိုးမဆိုသားသောသမီးသောအဖေသောအမေသောလင်သောတတ်တတ်တဲ့ကိစ္စသူနားလေအောင်လို့မိဘများငါထံလွတ်လိုက်တာပဲလို့ဓိတပါမောက္ခဆရာကြီးဒီတိုင်းသိတာအဲ့ဒီလိုသိလာတော့ကောင်းပြီအမောင်မင်းကငါအတ္တတမန္တန်ကိုသင်ပေးမယ်အတ္တတမန္တန်ကိုငါထံမှလိုချင်လို့ရှိရင်ငါခိုင်းစေသမျှအမှုတော့မင်းပြုရလိမ့်မယ်ဟုတ်ကဲ့ကောင်းပါပြီခင်ဗျာကျွန်တော်ပြုပါမယ်ခင်ဗျာမင်းပြုမယ်ဆိုရင်ငါအမေကြီးကအသက်120ရှိပြီကွဟုတ်ကဲ့ခင်ဗျာမျက်စိမမြင်ဘူးနော်ဟုတ်ကဲ့အဲ့ဒီမျက်စိမမြင်တဲ့ငါအမေအိုကြီးကိုငါကိုစားသားသမီးကဲ့သို့ဒီအမေအိုကြီးကိုမင်းကလည်းမိခင်အရာမှာထားလို့နေ့စဉ်ပြုစုနိုင်မလားဟဲ့ဒီတိုင်းမေးခဲ့ဒီလိုနဲ့တရားနာပရိသတ်ကြီးပြုစုနိုင်ပါတယ်ခင်ဗျာပြုစုနိုင်မယ်ဆိုလို့ရှိရင်ငါအမေကြီးကိုလေလက်ဖြားလေးတွေဆုပ်ကိုင်းပြီးတော့ခြေဖြားလေးတွေဆုပ်ကိုင်းပြီးတော့အစစအရာရာအမောင်ပြုစုပါလော
လို့ဒီတိုင်းခိုင်းတော့သွားပြုစုဟဲ့ငါကိုင်တာဘယ်သူတို့အိုးကျွန်တော်ပါအမေကြီးငါသားကြီးဓိတပါမောက္ခမဟုတ်ဘူးလားမဟုတ်ပါဘူးခင်ဗျာဓိတပါမောက္ခဆရာကြီးရဲ့ထံမှာကျွန်တော်လာပြီးတော့ပညာသင်တဲ့တပည့်လေးပါခင်ဗျာအော်ငါသားရဲ့တပည့်ဟုတ်ကဲ့လားဟုတ်ပါတယ်ခင်ဗျာအေးကောင်းပြီကွငါ့ကိုသားအရာမှနေပြီးတော့ပြုစုတာဝန်းတာတယ်မောင်ရဲ့သိဝန်းတာတော့ကွဟုတ်ကဲ့ခင်ဗျာကျွန်တော်ပြုစုပါရစေကျွန်တော်နေ့စဉ်ကဒီလိုပြုစုပြီးတော့ဆရာကြီးထမ်းမှပညာများကိုရအောင်သင်ယူပါရစေကောင်းပါပြီကွယ်ကျေးဇူးတင်ပါတယ်ဒီလိုကျေးဇူးတင်ပါတယ်နဲ့ပြုစုလာရင်းကနေပြီးတော့အမောင်မင်းကငါအမေကဘာပြောတော့ဘာမှမပြောပါဘူးဆရာကြီးကျေးဇူးတင်တယ်လို့ပဲပြောပါတယ်အေးမင်းကပြောမယ်နော်မိခင်ရဲ့လက်ဖြားလေးတွေကိုဆုပ်မိခင်ရဲ့အသားလေးတွေကိုပုတ်တိုက်ကင်တွယ်ပြီးတော့အမေကြီးကအရင်တုန်းကငယ်တုန်းကဆိုရင်ဘလောက်လှလိုက်လေမတော့အခုအသက်ကြီးတာတောင်းမှအသားအရေကနုနယ်သေးတယ်လှတယ်အမေကြီးလက်ဖြားလေးတွေကိုကန်ရတာကကွာကိုင်ငါခိုင်းတဲ့တိုင်သွားလွတ်လိုက်ရောပြိတ္တကြီးအာတာတမန္တန်ကိုသင်ပေးနေတာတော့ဘာလို့မျက်စိလဲမနေနဲ့အာတာတဆိုတာမိမကိုပြောတာလို့သိစေခြင်းလုံးလို့အဲ့ဒီတင်တပည့်လို့သူကအဖွားကြီးနာသွားမေကြီးဟဲ့ဘာလို့မောင်ရင်လေးအမေကြီးကလေအခုအသက်ကြီးပြီမယ်လို့လက်ဖြားလေးကြီးကန်ရတာကလည်းနုညံ့ပဲငယ်ရွယ်အပြိုးစင်တော့ငါဆိုရင်အမေကြီးဘလောက်လှလိုက်လေမတော့အမေကြီးခုအသက်ကြီးတာတောင်ဒီလောက်လှနေရင်ဖြင့်ဟိုစင်တော့ကလှတာလေးတွေကိုကျွန်တော်မြင်လိုက်ချင်ပါပြီပြောရောဟင်အောင်မဲမင်းငါလှတယ်လို့ပြောနေအဖွားကြီးဖောက်တော့မှာအဖွားကြီးဖောက်တော့မှာပရိသတ်ရဲ့ဟုတ်ကဲ့လားကွယ်တကယ်လားလှရလားကွယ်လှပါတယ်အမေကြီးကသွားပဲနဲ့ချောင်းရှိသေးတော့ကွယ်စုပေါင်းမှ2ချောင်းရှိပါတော့လေသွားတာစုပေါင်းမှ2ချောင်းရှိသွားမရှိပေမဲ့လို့လှနေသေးတယ်အမေကြီးရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်တော့ကျွန်တော်မျက်စိထဲမှာကြည့်လို့ကိုအားမရပါဘူးအမေကြီးရဲ့တကယ်လှတာပါခင်ဗျလက်ဖြားလေးတွေဆုပ်ကိုင်းပြီးတော့လှတာတွေချိန်မွန်းတော့အဖွားကြီးကပြောတယ်မောင်ရင်လေးခင်ဗျာငါလှတယ်နော်ဟုတ်ကဲ့လှပါတယ်အမေကြီးမင်းကွယ်ငါအပေါ်များမင်းစိတ်ကဘယ်လိုထားတော့ဘယ်လိုထားရမလဲအမေကြီးကျုပ်နောက်မှပြောမရသေးတော့မလဲကွယ်နောက်မှတွေပါလေလုံးမနေပါနဲ့အခုပြောစမ်းမှငါကြားကျင်လာပါပြီအဖွားကြီးကမဆန်းကျင်ဘူးပြိဿမဆန်းကျင်မေမေလို့ဟိုကဆရာကြီးခိုင်းတဲ့အတိုင်းသာလုံနေရလားကိုပြိဿဆရာကြီးထံသွားဆရာကြီးဟေးနေမင်းကြီးတော့ကြနေပါတော့ဟိုဆရာကြီးခိုင်းတဲ့အတိုင်းကျွန်တော်အမေကြီးကိုပြောပါတယ်အမေကြီးပြောတော့အမေကြီးကမင်းငါအပေါ်ဘယ်လိုစိတ်ထားတော့နဲ့ဆရာကြီးကျွန်တော်လေအမေကြီးနားနေရတာတဖြည်းဖြည်းကြောက်လာပြီမကြောက်ပါနဲ့ကွာမင်းအတာတမန္တန်ကိုငါသင်ပေးနေတာလေ
ဆရာကြီးကအတ္တတမန္တသင်ပေးတယ်လည်းပြောရဲ့ဘာပညာမှလည်းသင်မပေးဘဲနဲ့အမေကြီးနာကပ်ပြီးဟိုဟာပြောခိုင်းဒီဟာပြောခိုင်းကြုတ်ကြောက်တယ်ဗျဟေးဒီမှာမကြောက်နဲ့ဒီမဲ့သေးသေးချာချာသွားပြောဒီတခါမင်းငါအပေါ်ဘယ်လိုစိတ်ထားတော့မောင်ရင်လေးငါသိချင်လှပါပြီဆိုရင်အမေကြီးကတော့ကျွန်တော်အပေါ်ဘယ်လိုစိတ်ထားတော့လို့ပြန်မေးစမ်းကွာမေးပြီးတော့သူပြောသမျှတွေကိုငါ့ကိုပြန်ပြောရောက်သွားပြီအဖွားကြီးနာမောင်ရင်လေးခမညာမင်းငါအပေါ်ဘယ်လိုစိတ်ထားတော့မေကြီးကျွန်တော်စိတ်ထားတာနောက်မှပြောပါရစေအမေကြီးကတော့ကျွန်တော်အပေါ်ဘယ်လိုစိတ်ထားတော့ကွယ်မင်းအပေါ်ငါထားတဲ့စိတ်ပြောရမယ်ဆိုရင်တော့မင်းကငါ့ကိုလှတယ်ပြောကြတဲ့ကငါလက်ဖြားလေးတွေကိုင်းပြီးတော့မင်းကငါ့ကိုလှတယ်ပြောကြတဲ့ကအဖွားကြီးကမင်းနဲ့ငါနဲ့အတူတကွာမောင်ရင်လေးစိတ်မဆိုးနဲ့နော်ဟုတ်ကဲ့စိတ်မဆိုးပါဘူးခင်ဗျမင်းနဲ့ငါနဲ့အတူတကွာမင်းနဲ့ငါနဲ့အတူတကွာပြောရောပြောအဲ့ဒါလို့ပြောလိုက်တော့အမေကြီးရဲ့တဲ့ဆရာကြီးကိုကျွန်တော်ကြောက်တယ်ဆရာကြီးကိုကျွန်တော်ကြောက်တယ်အော်ငါသားတိတံပါမောက္ခဆရာကြီးကိုမင်းကြောက်တယ်ဟုတ်ကဲ့ကြောက်ပါတယ်ခင်ဗျာသူမရှိရင်ငေါဟဲ့သူမရှိရင်ငေါဟဲ့ဒီကနားထောင်တော့အသက်ကကြီးလာပြီ120နော်မျက်စိကမမြင်ဘူးနော်သူမရှိရင်တော့အမေကြီးရဲ့တဲ့ကျွန်တော်အမေကြီးအပေါ်မှာအမေကြီးဆန္ဒအတိုင်းပါပဲခင်ဗျ။ကဲဒါဖြင့်ငါသူ့ကိုသတ်ပါ။သတ်မယ်ကွငါသားကိုမင်းကငါနဲ့အတူတကွနေမယ်ဆိုရင်မောင်ရဲ့လည်းငါသားကိုငါသတ်မယ်ကွသတ်။ဒါတော့မဟာပိဿရေတပ်ပေဒီကွယ်တဲ့ငါမျက်စိကမမြင်ဘူးတဲ့မမြင်ပေမဲ့လို့ကျွန်တော်တတ်နိုင်တဲ့နီးဖန်တီးပြီးတော့စဉ်းစားပါအောင်မယ်ခမညာအေးစဉ်းစားစမ်းလို့ပြောလိုက်တော့ဘာမှမဟုတ်ဘူးစဉ်းစားဖို့ကလည်းဆရာကြီးထံသွားပြီးတော့အကြံယူရဆရာကြီးဟေးဘယ်နဲ့လဲကွယ်မင်းငါမရပါပြောမောင်ရင်လေးသာတဲ့ငါနဲ့အတူတကွဆန္ဒလိုက်လျောမယ်ဆိုရင်တဲ့ငါသားရှိနေရင်မင်းကငါသားကိုကြောက်တယ်ဆိုတော့ငါသားကိုငါသတ်မယ်တဲ့ဘယ်လိုသတ်ရပါမလို့ဆိုတော့ကျွန်တော်အကြံယူပါအောင်မယ်လို့ပြောခဲ့တယ်ခင်ဗျအေးဒီလိုလို့လာမင်းလိုက်ခဲ့မြတ်လိုက်ဟိုကလက်ပံမင်းကြီးခုတ်ကွာလက်ပံမင်းကြီးငါခန္ဓာကိုယ်လုံးလောက်ရှိတဲ့လက်ပံမင်းကြီးခုတ်လူရုပ်ပုံပန်းတန်တန်ထုဟိတ်တကယ်တူအောင်တော့မဟုတ်ဘူးပေါ့ပြိတ္တာအဲ့ဒီလက်ပံတုံးကြီးကိုလူလုံးလောက်ခန္ဓာကိုယ်ရုပ်ကြီးလို့ထုပြီးတော့ဒီနေရာမှာထားအဝတ်ချုပ်ဟိတ်ငါအိတ်နေတဲ့ပုံစံပေါ့ကွာငါအိတ်နေတဲ့ပုံစံအဝတ်ချုပ်လိုက်ခြုံပြီးတော့လေအမေကမျက်စိမမြင်ဘူးကွာငါအိတ်တဲ့နေရာကနေပြီးတော့ကြိုးတန်းစမ်းကွာကြိုးတန်းပြီးတော့ဟောဒီပေါက်စိန်ကိုပေးလိုက်သိပြီလေဟိုကလည်းငါအမေအသက်ကြီးပြီတဲ့ငါအမေအသက်ကြီးပြီအသက်120ရှိပြီသေတာကလည်းသေတော့မှာအမေသက်တမ်းကလည်းကုန်ပြီအမေသက်တမ်းကုန်လို့အမေသေတဲ့အချိန်ခါမှာအမေသေတာတော့ထားတော့ဒီကလေးအတ္တတမန္တန်ဆိုတာ तू နားမလဲရှာဘူးအတ္တဆိုတာမိမပဲကွာလို့ငါတဲ့တယ်ကြီးမပြောဘဲနဲ့လက်တွေ့ပြကဲကြိုးတန်းကွာရော့ဒီပေါက်စိန်သွားပေးအမေကြီးဟောဒီကျိုးကိုစမ်းပြီးတော့သွားပါခင်ဗျာဟောဒီပေါက်စိန်ကိုကျွန်တော်လေးအဆုံးမှချထားပါမယ်ခင်ဗျာဒီပေါက်စိန်ကိုကင်ပြီးတော့လေအမေကြီးမှာပေါက်
ချိန်နဲ့သာစမ်းပြီးတော့တအားပေါက်ချလိုက်ရင်ခမရသားသေအဲ့ဒီချိန်ကြမှာခမရနဲ့ကျုပ်ခမရဆန္ဒအတိုင်းအတူတူနေပါမယ်ခမရလို့ပြောလိုက်ပါရောပြိဿကဲကျိုးကလည်းတန်းထားပြီပေါက်ချိန်ကြီးကလည်းတိုင်းပုံပန်းတန်တန်လှုပ်ထားတဲ့လက်ပံတုံးကြီးအဝတ်ခြုံထားတဲ့နေရာမှာချထားပြီသွားပြီမိမကြီးတမ်းမယ်ကွယ်ငါဗတ်မယ်ဆရာဆိုတော့လည်းမင်းကကြောက်ရှာတာပေါ့ကျိုးတန်းကလည်းမဆုံးသေးဘူးတမ်းမယ်ငါသားကိုတော့မှငါနဲ့အတူတကွနေမယ်ဆိုလို့သေပါကြီးလှပြီးငါသားသိမှသူကငါဆန္ဒလိုက်လျောမယ်ဆိုလို့တတ်မယ်နဲ့ကျိုးတန်းလေးကိုင်းပြီးရှောက်သွားလိုက်တာကျိုးတန်းအဆုံးမှာပေါက်ချိန်ရိုးကြီးနာရောက်ပေါက်ချိန်ကိုင်းသားလို့သူကကြည့်ရှာတယ်ဒီတာပါမောက္ခဆရာကြီးကအော်အမေကာမကိစ္စသည်ကြီးသောမဟုတ်ငယ်သောမဟုတ်ပါလားတတဝမှန်သမျှဒီကာမကြောင့်ဒုက္ခဖြစ်နေကြတယ်ငါအမေဒီအိယာတွေကမထဘယ်ခရီးဘယ်လမ်းမှမသွားဘဲနဲ့ယခုတော့ကာမဆန္ဒကာမစိတ်ကြောင့်သူ့ခန္ဓာကိုယ်ကိုကိုင်တွယ်ပြီးတော့ရုပ်ရည်အမတန်လှတယ်နုနယ်တယ်အသက်တရားကျော်တာတောင်မှဒီလောက်လှနေသေးရင်ဖြင့်ငယ်ရွယ်တုန်းကခမည်းဘလောက်လှလိုက်လိမ့်မထုံးလို့ချင်းမနဲ့စကားတွေသူအရသာယူပြီးတော့ငါသားကိုတိုက်ရင်ငါနဲ့အတူတူနေမယ်ဆိုတဲ့စိတ်ပြင်းထန်ပြီးအခုကြည်စားသွားလိုက်တာအမေကျုပ်တနာလေးချင်းအမေကိုကျုပ်တနာလေးချင်းအမေကတော့ဒီဘဝဒီကနေ့ဒီရက်ဒီအချိန်မှာသိရမယ်အချိန်အခါမို့ဟိုတစ်ဘက်ကလေးမိမတွေရဲ့အကြောင်းသိပါစေတော့အတ္တတမန္တဆိုတာမိမဘာပဲလို့သိစေခြင်းလုံးလို့အော်ကြည်စမ်းသွားလိုက်တာတုံတုံခိုက်ခိုက်နဲ့ရောက်ပြီးနဲ့တာကြီးဓိတာပါမောက္ခကကြည်နေတော့ပေါက်စိန်ရိုးကြီးလှမ်းဆန်းပရိသတ်ကြီးခါတိုင်းများလေတာလုတ်သူဓိတာပါမောက္ခကရေတိုက်လိုက်လို့ရေပလားရေကလေးအပြည့်ပါတာတောင်လေဟောဒီတိုင်းဖြစ်ရေအပြည့်တောင်မနိုင်ရင်ဘူးကာမတတ္တိကာမစိတ်ဘာပြောကောင်းမလဲပေါက်ခင်ရိုးကင်ပြီးတအားမြောက်တာအမလီ16နှစ်အရွယ်လေးလိုပဲဇွဲနော်ဒါကြောင့်ကျုပ်ဟောခဲ့လှပြီးအသက်ကြီးပြီဒီကျွတ်တို့ဒီအသက်ကသာကြီးတကူဗျလို့ပေါက်ခင်ကြီးကိုသူမလိုက်တာအသာကလေးနဲ့မြောက်သွားပါလားကာတတ်တော့မယ်ငါအသက်ကလည်းကြည်ပါပြီဝင်တွေကလည်းလှိုက်နဲ့ဒီကနေ့ငါစိတ်ဆန္ဒပြင်းပြလို့သာငါသားကြီးကိုငါတတ်ရမှာဒီကနေ့ငါအသက်လည်းတာရှည်နေပြီးတော့ရှင်ရတော့မှမထင်ဘူးမရှင်ရင်နေပါစေဟောတန်တယ်လေးကငါသားကြီးပြေရင်ငါနဲ့အတူနေမှာတဲ့သေပဲစီငါအသက်သေးခြင်းသေပဲစီသူနဲ့ခဏတာလေးအဝါပြုတ်ပြီးရင်တော့ရှိတယ်ခင်ဗျားတို့ကဲပြောကြပါစို့ကြာကိုင်းမနေပါနဲ့တော့မမတ်တာထားတော့ကိုင်းမနေနဲ့တော့ပေါက်ချိန်ကြီးကိုင်းပြီးတော့လေသူ့သားဒီဟုသောအထင်အမှတ်နဲ့ခေါင်းနေရတအားဆွဲပေါက်လိုက်ဘုတ်တခါပဲဟင်နောက်ထပ်ဆက်ပေါက်ဘုတ်ဟာဘာကြီးပါလဲအော်တမကြဟစ်တမကြနဲ့စမ်းကြည့်ဟင်မလေးမာပြီမာပါဘောရသာကြီးတစ်တုံးကြီးဖြစ်နေပြီ
မှားပြီမှားလိုက်တဲ့အမှားအသက်120ကျမှဒီစိတ်တွေများလို့ကိုသားကိုတတ်ဖို့ရကြံတဲ့အမေဒီဘဝဒီအဖြစ်ဆိုးနဲ့လူပြေပန်းနေလို့တော်တော့မယ်မထင်ပါဘူးသားအိုးဘွားကြီးခေါ်ရင်နဲ့ဇက်ကလေးလဲကြပြီးခောက်ကနဲ့အနိစ္စရောက်ရှာပါပဲဗျာပေဗလားပရိသတ်ကြီးဘသူတို့အဖွားကြီးထဲသေသွားပြီဖွားကြီးအဖွားကြီးလည်းသေရောတိတပါမောက္ခဆရာကြီးကမောင်ရေလာခဲ့အတာတမန္တန်ကိုသင်ကြီးနဲ့အမောင်ယောက်ျားလာခဲ့လောတွေ့ပလားဟိတွေ့ပါပြီခင်ဗျာမင်းအမေကအတာတမန္တန်ကိုသင်ကြီးလို့ဆိုတာကမောင်ရေအတာတမန္တန်ဆိုတာမိမပဲကွယ်လို့တဲ့ပြောရင်မင်းကိုတွေ့မကြုံလို့ယုံမှာမဟုတ်သည့်အတွက်မင်းကိုငါထံလွတ်လိုက်တာမိမသည်များစွာဒုက္ခပေးတတ်၍ဆင်းရဲပင်ပန်းခြင်းအမှုကိုဒီလိုပြုတတ်တယ်လူပေါင်းလူဘဝမနေနဲ့လို့ပြောပေမဲ့မင်းယုံမှာမဟုတ်လို့ငါရှိလွတ်လိုက်တယ်တွေ့ပါလားကွငါအမေကြီးအသက်120ကျမှမင်းကိုချစ်လို့မင်းကိုခင်းလို့မင်းပြောတာလေးတွေကိုသာယာမိလို့သာဒီဟူသောဓိတပါမောက္ခငါဆရာကြီးရဲ့အပေါ်မှာကာမဓာတ်ကြောင့်သူတတ်ခဲ့တယ်တတ်ပေမဲ့မင်းနဲ့ငါနဲ့ပရိယဉာဏ်ဆင်ပြီးတိတုံးလေးထားလို့သူမှန်မှန်ပြီးတော့မောင်ရဲ့အခုတော့သူသေးသွားမကွဲလို့အတာတမန္တန်ဆိုတာတခြားမဟုတ်အတာတမန္တန်ဆိုတာမိမပဲကွဲလို့တဲ့ကြီးလဲပြောလိုက်ပါရောဟုတ်ကဲ့ကျွန်တော်နားလဲပါပြီခင်ဗျာအတာတမန္တန်ဆိုတာကျွန်တော်သိပါပြီခင်ဗျာဆရာကြီးကျွန်တော်အိမ်ပြန်မရစေတော့လို့ဆရာဘိုးကတော့ယူအိမ်ကိုပြန်အိမ်ရောက်တဲ့အခါကျတော့အိုးမိခင်ဖခင်တို့ကျွန်တော်ဒီလူပေါင်းလူဘဝအိမ်တော်ပြုတ်ပြီးတော့မနေလို့တော့ပါရက်သေးရဟန်းပြုတ်ရစေတော့လို့မိဘများကိုခွင်တောင်း၍ရက်သေးရဟန်းပြုတ်ပြီးတော့ခါအဲ့ဒီဘဝကစုတည်၍ဗြဟ္မပြေသို့လာရပါကြတဲ့ပိဋကဘယ်လာသွားတော့ပိဋကကြီးဗြဟ္မပြေလာတယ်နော်ဗြဟ္မပြေလာတယ်နော်ဒါကြောင့်ကျုပ်ဒီကနေ့ပေးထားတဲ့ဇတ်ထုတ်နာမည်လေးကဗါတဲ့ပိဋကတိုင်မြမအောင်စောပါသေးတယ်ခုမှ12နာရီလောက်ရှိပါသေးတယ်ဖြည်းဖြည်းပေါ့အိမ်ကြသူများကမေးလိုက်နဲ့ဗာဇတ်ထုတ်ဟောတော့လို့ပိဋကကြီးဗာဇတ်ထုတ်တဲ့တော့ကိုသားကိုတတ်ကာမဓာတ်ဘာလဲတော့ပိဋကကြီးပေးတဲ့နာမည်နဲ့ကိုကြိုက်သွားပါလားပေးတဲ့နာမည်နဲ့လည်းကြိုက်သွားပါပြီအဲ့ဒီဇတ်တော်ကိုဘုရားကိုယ်တော်မြတ်ဟောနေတဲ့အခိုက်ခုနှစ်ကသာသနာတော်မပြောလို့ညီးငွေတဲ့ယဟန်သစ္စာဆိုင်ရှာတယ်ဩလက်စာသတ်တော်ဟိုအဖွားကြီးသည်ဒီသဗ္ဗမောက္ခဆရာကြီးရဲ့အမေဖြစ်တဲ့အဖွားကြီးသည်ပညာလာသင်တဲ့လူပြိုရွယ်ယောက်ျားကလေးကိုနှစ်သက်ဆွဲလန်းနေတဲ့ဆိုတဲ့သမှုရယဆိုတဲ့အကြောင်းခံတဲ့သစ္စာကြောင့်သူသည်ပြင်းပြင်းထန်ထန်နဲ့သားကိုသေအောင်သတ်မလို့ပေါက်ဆင်ကြီးနဲ့အခုတ်သားမှန်မဟုတ်တော့သားမဟုတ်မှန်သိတော့မှသူဖြစ်သွားရစားတဲ့ဒုက္ခသစ္စာသည်သူ့ထံမှာလာတဲ့တငယ်လေးကိုဆွဲလန်းတဲ့သမှုရယကြောင့်သူသည်ပြင်းစွာသောဒုက္ခဖြစ်သွားရတာပါလားဒီသမှုရယနဲ့ဒီဒုက္ခတွေကိုပယ်နိုင်ကြောင်းတရားကမက္ခသစ္စာသာဖြစ်သည်သမ္မာဒိဋ္ဌိသသမ္မာသမာဓိအဆုံးမက္ခရှိသွဲဖြင့်မက္ခသစ္စာဖြင့်သေအောင်တတ်မှထိုဒုက္ခနဲ့သမှုရယလောကီသစ္စာတွေပြတ်လို့နိဗ္ဗာန်လို့ခေါ်တဲ့និရောဓသစ္စာဆိုင်မှာပါကလားလို့ဉာဏ်ကလေးသွားတယ်ကိုပိဋကကိုင်းပိဋကနည်းနည်းလေးတော့အာယုစိုက်လိုက်တာကျုပ်ဉာဏ်စဉ်ကလေးခတ်တုတ်တုတ်တက်ပြီး
ပြေးတာကြီးပြင်းသလားပြောတော့တာမပြင်းဘူးပြောတာမနေ့ကဇတ်ထုတ်တထုတ်ခေါ်လိုက်တယ်နောက်ရက်ကျုပ်ကစုံစမ်းရက်ဘုန်းကြီးကခါတိုင်းလို့မငိုဘူးငိုတာလွယ်ပါတယ်မျက်ရည်ကျအောင်လုပ်တာလွယ်ပါတယ်ကျုပ်အရင်တုန်းကတော့ငိုခဲ့သားပဲတရားပွဲတွေအဖွားကြီးတွေတရှုပ်ရှုပ်နဲ့မျက်ရည်သုံးအဲ့ဒါကျုပ်အဟုတ်ထင်ခဲ့ကျုပ်မှားခဲ့တာကျုပ်မှားခဲ့ဒီထဲကျုပ်ကကြောင်းပြန်ရောက်ကြွားသေးတာအမေလို့ကျုပ်တရားဟောတာအမေတို့ရွယ်မိန်းမကြီးတွေငိုးတာဗျာလို့ဒီတော့အမေကကျုပ်ပြောတယ်မလုံးနဲ့တဲ့နောက်ကိုတဲ့ငရဲကြီးတတ်တယ်တဲ့ပြီးရောတရားဘုန်းကြီးကိုဦးကြောင်ကြောင်ဖြစ်သွားဒါကြောင့်တရားနာပိဋကအစကတော့ကိုဟောတဲ့တရားကြောင့်လူတွေမျက်ရည်ကျတယ်လွန်းတယ်ဆိုရင်အတော်ဟုတ်တယ်လို့ထင်ကြီးခဲ့အခုလည်းနဲ့တဖြည်းဖြည်းတစတစနဲ့အေးစေခြင်းလို့တရားနာပူဇာစကိုဟောလူတွေမျက်ရည်ကျအောင်ရှောက်လုပ်နေရင်မင်းတိုင်းပြည်လက်မီးရှို့နေတာနဲ့အတူတူပဲတဖြည်းဖြည်းတော့ကျုပ်သိလားသိလာပေမဲ့လို့လဲဇာတိကတစ်ခါတစ်ခါမပြောက်ဘူးမပြောက်ပေမဲ့လို့ဇတ်ထုတ်အသစ်ကလေးတွေခင်ဗျားတို့နာကြရအောင်တူတူတုတ်တုတ်နဲ့ရှင်းရှင်းလင်းလင်းနဲ့သိသွားအောင်ကဲပရိသတ်ကြီးနည်းနည်းအာယုံဆိုင်တော့ခုကိုတော်လေးသွားနေတဲ့ညံစဉ်မောပေသည်နည်းနည်းညံစဉ်လေးတော့တက်ပေးလိုက်ရအောင်ဖယားကိုတော်များဟောကြားတော်မူတဲ့ဒေသနာအစင်းကိုနာကြားပြီးတော့သာသနာတော်မှာညီးငွေတဲ့ယဟန်ပြစ္ဆုတ်ပံမောတဲ့တဲ့ထိုင်၍တေဘူးမကသင်္ခါရတရားတွေကရှုလိုက်တာသဘာဝသစ္စာကိုအတိကလေးစိတ်မိလာတော့ကလျာဏပုထုဇဉ်တဲ့ဗျအကြောင်းနဲ့မြင်စုလသောတာပန်လက္ခဏာအစအဆုံးနဲ့အတိကလေးစိတ်ပြီးတော့ကမှကြာစေယုံနာကလေးပေါ်မှာလက္ခဏာသဘောလေးတွေမြင်လာပြောင်းသမ္မတနာခေါ်တဲ့ညာလက်ချိုးထားသားဟိကြည်ရင်အကြည့်မခံသဘာဝကဖြစ်ပြလည်းရင်မြောင်ယုံနာပြီးဥရိယဘယခေါ်တဲ့ညာဘယ်ကြောင့်လို့ဟိကြာတော့ယုံနာကဖြစ်ပြမြန်အသိဉာဏ်ကမအောင်မလိုက်နိုင်အဘိညာဉ်မရှိလို့မအောင်မလိုက်နိုင်တော့ဖြစ်တာတွေပျောက်ပြီးတော့ပြက်တာတစ်ခုတည်းသဘာဝပေါ်ရောက်လာတော့ဘင်္ဂညာဘယ်နှချက်တုံးဟိလောကကြီးတစ်ခုလုံးပင်လယ်ထဲရေစွန်းနဲ့ခတ်တော့ဇွန်းနဲ့ရေငန်းလာပြီးတော့ပင်လယ်ထဲရေလုံးရှိတဲ့ရေတွေထွက်အတူငန်းတယ်လို့သိပြီးတခဲ့တော့ဗဟိတယုံနာတွေကိုကအစ္ဆဒယုံနာငါချေလို့ပင်လေရေစွန်းတွေကငန်းတယ်လို့တဲ့ဗျအစ္ဆဒဟာယုံနာအပြက်ကိုမြင်လိုက်တော့ဗဟိတယုံနာအပြက်တွေကိုပါမြင်တော့လေဒီမှာပရိသတ်အာကိုခြင်းလျာလည်းမရှိဒီယုံနာပြုပြရပါပဲဒီယုံနာရဲ့ဘာတွေကျွတ်တို့လဲကြီးဆတော်ကြီးကငါတလုံးနဲ့သုံးနဲ့ကျဲသုံးဝဲမြုံလိုက်ဘုံတိုက်တုံဟိုက်ခဲ့ဆူညာမြူလောကမှာမချမ်းပူလျံကတောင်းကြီးအမြဲငဲ့တစေမဆဲငဲချွေတော့အပယ်မိကအပြီးကုန်စင်ဘုံတခွင်တွင်လောင်မြိုက်ပြောင်းနဲ့တိုက်ပါပြီအမိုက်ပဲဝတ်လွယ်ကာမဝေါကိလေသာဝေါဝိပါကဝေါတောင့်တရဲ့လှုပ်ရဲ့တွေ့အောင်မတဲ့မျိုးအမိုက်တဲ့ဝတ်လွယ်အဖြစ်မစဲငါးတော်ရာအာယုပြုလိုက်တော့ဟောခုတရားနာရင်မျက်စိနာလျာကိုအဖြစ်မစဲအတိအာယုကလေးတွေနဲ့လဲပြီးတော့ကမှဘယ်လိုငဲကျွဲတကယ်မလို့သူကသာမောက်တော့တယ်နောက်ကဖမ်းမလာလဲအခါခုတွင်တစ်ခုကဝင်ကြလေခုလိုပဲတဲ့တရားဝါကောင်းနေနဲ့မအိုးခြင်းမနဲ့အိုးမနာခြင်းမနဲ့နာမသေးခြင်းမနဲ့နာမသေးခြင်းမနဲ့သေပြီးတော့ပူဆွေးဒုက္ခတွေနဲ့အခါခုတွင်တစ်ခုကဝင်ကြလေ
သင်္ခတ္တရိယုံနာရဲ့လို့ဆံများနဲ့ခြေပြားပြုတ်ပြရပါပဲဒီယုံနာရဲ့အာထုတ်ရပါပဲဒီယုံနာရဲ့ဒီယုံနာကိုဟောင်းများမတင်စီနိုင်လို့ဒီမိတွေပါရဲ့မမဟာငြိမ့်ရမယ်လို့လက်ဒီစတော်ကြီးကဒါကြောင့်အဲ့ဒီမိတွေမြင်လာတော့ကြောက်ဖွယ်ရာကြီးလို့ထင်တော့ဘုရားညာဘယ်နှချောင်းလုံးညဟိုရင်မဲ့ကူးသွားပြီနော်ပဟာနာဘက်ကိုကျွတ်တူတိရဏကလွန်ခဲ့ပါပြီဗျာဘယ်လိုကြည့်ကြည့်အကြည့်မခံရုံနာအပြစ်တွေမြင်မြန်တော့အာဓိနဝခေါ်တဲ့ညာဘယ်နှချောင်းလုံးညဒီစင်မောနေရင်ဖြင့်ဒီဒုက္ခတွေဖြစ်တော့မှာပဲလို့သိရင်တိုက်ကြည့်ရနေတဲ့လူကြီးငရင်ကလှုပ်တော့တိုက်ကြည့်ပြိုပြီးတော့မယ်လို့သိရမနေခြင်းလို့ဒီယုံနာမောညီငွေတဲ့နိဗ္ဗိန္ဒခေါ်တဲ့ညာဘယ်နှချက်သုံးညလွတ်ချင်းတော့ဘယ်ကပါလိမ့်ခန္ဓာဝန်ကြီးကလွတ်ချင်းတော့မုံစိတုကမြတာခေါ်တဲ့ညာဘယ်နှချောင်းလုံးဟိအပြန်ပြန်ကြည့်ပฏิသင်္ခါဉာဏ်တို့ဖြင့်တက်လာပြီးခါပฏิသင်္ခါဉာဏ်ထဲလိုက်တော့ဘယ်နှချောင်းလုံးသဘောမပေါက်မှဆိုရဉာဏ်စဉ်ကနည်းနည်းလေးတိုးနေတော့ဥပမာပြောနားလဲပါတယ်ပြိဿလူတယောက်ငားနှိုက်တယ်လက်မောင်းရင်ထိအောင်ကျုံနှိုက်ကျွင်းနဲ့တွင်းနဲ့မေးစီတွေနဲ့ရွှွန်နေနဲ့ကရင်ပန်းနဲ့ဘွက်တွေနဲ့ကလက်မောင်းရင်ထိအောင်ကျုံနှိုက်တွေးပြီပြိဿကြီးလယ်စီကိုဆုံးပြီပြိဿဘာဆုံးပြီပြီးအောင်ပြောဒီစကားကမပြီးရင်ကြားပြင်းကတ်လွန်းလို့လယ်စီငါဘွဲကဥဇတိလရွာတရွာရောက်သွားကလေးတွေပါဠိမခေါ်တတ်တော့လူကိုဥလစိတကြီးလုံးုံကိုယ်ကာယကိုဖြစ်လို့နောက်ငေါ့ခါရဟဲ့တော့ခေါ်တယ်မခေါ်နဲ့ဒါကြောင့်လယ်စီနော်လယ်စီဆုံးပြီးတော့ဟောတရားနာပိသတ်ကြီးကိုယ်ကကွာအရာအုံးနဲ့ကြီးငရအုံးနဲ့ကြီးဆိုပြီးတအားဆွဲထုတ်အရှိကြီးပါလာဟာငွေကြီးဟာငရမှတ်လို့ဆွဲထုတ်တာမွေကြီးဖြစ်ခရိသကြီးကိုမွေကဲ့ရင်သေတယ်ဆိုတာသိတတ်တဲ့လူသားကဒီမွေကြီးသူ့လက်ထဲကြာကြာထားခြင်းကလားလွတ်ခြင်းဘာကြောက်လို့လွတ်ခြင်းလဲသေမှလို့ပြောလိုက်ပါလေဟိုဘာကြောက်လို့လွတ်ခြင်းလဲသေမှကြောက်လို့လွတ်ခြင်းဒါနဲ့တို့ရလာတဲ့ခန္ဓာကိုယ်ဒီဘဝကြီးကောမသေးပဲနေရပါအဲ့ဒါကိုပြောနေတယ်မွေကြီးကဲ့ရင်သေတယ်ဆိုတာသိတတ်တဲ့လူသားကသေပြီးမှကြောက်လို့မသေးအောင်ဒီမွေကြီးလက်ထဲကလွတ်ခြင်းတလို့ဒီလိုဟဲ့အသေးမလွတ်တဲ့ဟောဒီခန္ဓာဝန်ကြီးမှဘဝတိုင်းလူဖြစ်တော်လဲသေနတ်ဖြစ်တော်လဲသေပြမဖြစ်တော်လဲသေဒီသေခြင်းမလွတ်တဲ့ဒီခန္ဓာကိုယ်ကြီးကိုလွတ်ခြင်းနဲ့မုံစီတုကမြတာမွေကြီးလွတ်ခြင်းတယ်လို့ဥပမာလေးနဲ့ဟတ်တာကြည့်တော့နောက်မွေကြီးခေါင်းပေါ်ရလွင်ပြပြီးသုံးနဲ့ပြေးရင်နဲ့ဒီကောင်းကြီးငါနောက်ကလိုက်လာလေသလားလို့ပြန်ပြီးတော့ကြည့်တဲ့သဘောကပฏิသင်္ခါညာလက်ထချိုးလို့10ချောင်းဖြစ်နေအောင်မယ်နော်မုံစီတုနဲ့ပฏิသင်္ခါကိုဥပမာပြောနေတာသဘောမပေါက်မှဆိုလို့8ချောင်းပဲရှိသေးတယ်ဘယ်နှချောင်းလုံးဟဲ့သဲကလည်းပူနေကလည်းပူခြေထောက်ကလည်းပူခိုးစရာကလည်းမရှိဟမ်းမလေးပြေးလည်းပူရလည်းပူဖြည်းဖြည်းသွားလည်းပူတော့အရေးကြီးများတွေ့ရင်ကောင်းမှာပဲလို့အရေးကိုလှမ်းလို့အပူစခန်းကလေးကိုအသိဉာဏ်ကမနေသလိုကြာတော့လေပြည့်နေတဲ့ယုံနာသင်္ခါရတွေလုတ်ပြီးတော့ပြစ်လိုက်တဲ့ချိန်ခါပါသင်္ခါရုပ္ပခါခေါ်တဲ့ညာနဲ့ပြဘယ်နှချောင်းရှိဘောဓိပက္ခယ139ပါးနဲ့အစဉ်လျောတဲ့အနုလောမခေါ်တဲ့ညာဘယ်နှချက်တုံးဟိအဲ့ဒီညာစဉ်ဆက်ဆက်ကတက်ပြီးတော့ကမှအခြေခံမိပါရိကံနီးပြီးလျော်ပြီးဥပဒါနုလုံးဟောဒီကအရေးဒီဘက်ကအပူနာရည်ရှိသလိုညာစဉ်ကတက်၍ခွတ်တရဘူးညာဖြင့်အရေးထဲကပြစ်လဲပြီးတော့ဝင်လာရသလို
နေဘူးထဲမှာအရင်နာလေးရဲ့အတွင်းကိုဝင်လိုက်ရသလိုဒီမှာပရိသတ်ကြီးအင်ကြီးကလေးများလှပ်ပြီးတော့လေဟောဖူးကနဲ့မုတ်ရလာလိုက်ရသလိုဝိပဿနာဉာဏ်မှလွတ်တဲ့မောက္ခဏတတ္တိဖြင့်ခွတ်တရဘူးညာသူယူခြင်းနဲ့နိဗ္ဗာန်ကိုပဲရင်သစ္စိကရဏတတ္တိဖြင့်မညာပတ္တတိတတ္တိဖြင့်ဖွညာကြလို့တမတ်မတဖိုးတို့ကူ၍ခုနကဘုရားဟောတဲ့ဇတ်တော်လဲဆုံးပါလေရောသာသနာတော်မပျော်မွေ့တဲ့ယဟန်သည်ဒိဋ္ဌိနဲ့ဝစီကိစ္စကွာ၍သောတာပန်ဖြစ်ရရှာလေသည်ဘာဖြစ်တုံးပြိဿနားထောင်ဟိနားထောင်ဟိဖြစ်တာတဲ့အဲ့ဒီနောက်ဘဝတုန်းကအတ္တမန္တန်ကိုသင်ခြင်းပါလေဆိုတဲ့ပုံနာလူလင်ဒီယခုငါဤညီတော်အာနန္ဒာဖြစ်လာတဲ့ဖြစ်သားပုံနာလူလင်ကဘယ်သူတဲ့တုံးမြို့အဲ့ဒီလူလင်ရဲ့အဖေဖြစ်တဲ့ပုံနာကယခုရှင်မဟာကတ္တဗဖြစ်လာတဲ့ဖြစ်သားအဖေလို့သူကဘယ်သူဖြစ်ခဲ့အဲ့ဒီနောက်ဘဝလုံးကလူလင်းရဲ့အမေကဗဒ္ဒကပ္ပိလာနီဖြစ်လာတဲ့ခြေသားတဲ့အမေကဘယ်သူဖြစ်လာအဲ့ဒီတော့ကဓိတာပမောက္ခဆရာကြီးကခြေသားအခုငါဖယားဖြစ်လာတယ်လို့ဇတ်တော်ကိုပေါင်းတော်မူသည်ပေါင်းသလားပြိဿဟောတာဟောနေရကျုပ်ပြိဿလည်းတဏှာတော့တဏှာရဲ့ခါတိုင်းလို့ဟောရတာမဟုတ်လို့အားတော့နာရဲ့ဒါသည်တဖြည်းဖြည်းရင့်ကြပါစို့ဗျာရင့်လဲရင့်လာဖြင့်မွေးကစားတုန်းကပစိုးအင်းကြီးမပါရပါနော်တဖြည်းဖြည်းရင့်ကြီးပြီးလာတော့တဖြည်းဖြည်းတစတော့ပျော်တာတွေလျှော့ကြတော့လျှော့ဟောတာပဲကောင်းပါလေလျှော့ပေမဲ့လည်းပရိသတ်တော့မလျော့စီနဲ့ကြလားနောက်နှစ်ညကြံသေးတယ်ပရိသတ်ကြီးပြင်းသလားပြင်းပါဗျာမပြင်းနဲ့ဒီစားထုတ်ကတူတူလေးရကြုတ်ချဲ့ဟောလို့ချဲ့ဟောလို့အရှင်ဘုရားစကလုံးတွေထွားပြီးတော့ဒီလိုစကားတွေများပြီးဒီလိုရှောက်ဟောနေသလားဘုရားလို့အပြစ်လည်းမတင်နဲ့နားလေအောင်ချဲ့ရတယ်မှန်ရလားပြိဿစကလုံးထွားတာကြာနေကမဟုတ်ဘူးခမည်းတော်ကြားဘူးတဲ့လှတော်သားစကလုံးထွားတာဘယ်သူတုံးညကြားဘူးလားလှတော်သားပြောတဲ့စကားတွေကြားဘူးလားဟောရပါတယ်သူတို့ကလည်းသူတို့လည်းကြံဒီကံတရားနာဘူးတော့ပါကုန်ပြီကြားဘူးပါတယ်ဘုရားဆိုမေးမလို့တရားသူတို့ကလည်းသိတယ်လှတော်သားကဇက်ပြက်အောင်ပြောတာရေးကကြီးဘာပြက်အောင်ပြောတာသူတို့ကြောက်လန်းဟိုးဘနှခမ်းဇက်ပွဲကတယ်သူတို့ကဒီဘက်က2ယောက်ထဲနှမ်းရိုးပုံမိရှို့လှုံရင်ပြာသူလားဇက်ပွဲပြက်အောင်ပြောတာ2ယောက်နားထောင်လိုက်3ယောက်နားထောင်လိုက်နောက်10ယောက်9ယောက်20 30 50ဘာဖြစ်တာတော့ဟာသူဇက်ကလူတွေသူတို့ရှိအကုန်ရောက်လာလူတွေဘေးကထိုင်ပြီး2ယောက်ထဲစကားပြောတာဘိုက်နှိပ်ရည်ရင်းနဲ့နားထောင်တာဟိုဇက်ပွဲပြက်တဲ့ဒီလိုဇက်ပြက်အောင်ပြောတဲ့လူတွေမွေးကြတဲ့ကတမင်သက်သက်သင်လာရတာမဟုတ်ဘူးသူ့ဘာသူတက်လာတာဥလသိန်းဆေးတာမတော့ရဲဘူးသူတို့ရွာဘယ်တော့ရဲမလုံးပြိဿသူတို့ရွာကတကြီးဆေးတံတောက်လာတော့ဥလသိန်းရှိကိုလှတော်သားတယောက်ကပြောအလိုလေးတို့ရွာကတကြီးဆေးတံတောက်လာလိုက်တာကွယ်တဲ့ငါးချဝင်မှုတ်ကလေးခွေးချီလာတဲ့တိုင်းပဲအဲ့ဒီလိုတရလွန်ပြောတာစကားပြောရင်အဲ့ဒီနောက်ဥလသိန်းအဲ့ဒီရွာဆေးတံမတောက်ရဲဘူးဒီထဲကျုပ်လှတော်ရောက်တော့လှတော်ကကျုပ်တို့ဝက်လက်မြို့ကိုသူတို့ရွာကချိုးရကျုပ်ကလည်းမေးကြည့်ပါဝက်လက်လံကောင်းရလားဗျို့လို့လှတော်သားတယောက်ကိုမေးကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ဂျစ်ကားနဲ့သာသွားလို့ကတော့အဲ့ဒီဝက်လက်လံကကြောက်ခဲစားသွားတော့အစာကြီးတယ်ဟောပါလမ်းကျန်းနဲ့ပြောလိုက်ပြီးတဲ့ကိစ္စကြောက်ခဲဘသူကစားရမလို့ကြံ့ဖန်မှန်ပြောတယ်တပည့်တော်တို့ဝက်လက်ကားမစည်းဘူးဖရတယ်ဘာပြုလို့တော့လို့ဆိုတော့အိုးနောက်ကဂလုံနဲ့လမ်းတောင်းလှဲ့ကြည့်ရေစီလှဲဖရဝက်လက်ကနှင်းတယ်ပြောလိုက်ပြီးတာခုတော့ရေစီလှဲကလမ်းတောင်းတယ်တဲ့ဥပမာမပါပဲစကားမပြောဘူးဒီဟဲ့တရားနာပိတာသူတို့ယွမ်နာမကျွတ်တို့ပေါက်တော်ဆိုတာရှိတယ်ဘုန်းကြီးတွေစာပြန်ပွဲကဘုန်းကြီးတွေကြက်သားတံပေါင်းနဲ့ကတ်အဲ့ဒီ
ရင်သွားကြည့်ပြီးပြန်လာတော့ပြောတယ်လေပါတယ်စာပြမွဲဆိုလို့သွားကြည့်ပါလက်ဆက်သက်တော့ဘုန်းကြီးအေးကိုကွာလို့ဆိုတောက်တိတုတ်တယ်ပြောတယ်လူကျက်သားတံပေါင်းနဲ့ကတ်လို့ဘုန်းကြီးအေးဘုန်းကြီးတွေကလည်းစားရတာကွာတဲ့ဝေသာလီပြီးဘလူးကြတဲ့အတိုင်းပဲအယိုးကြီးကြအောင်စားလို့ပြောတာစကားပြောရင်ဥပမာမပါပဲမပြောဘူးကျုပ်ကမဲကြည့်တယ်ခမည်းတော်လှတော်သားတွေကလို့ဥပမာမပါပဲစကားမပြောတတ်ဘူးလားလို့မေးတော့ဘာပြောတယ်ထင်လို့အိုးတဲ့တပည့်တော်တို့ကဥပမာမပါပဲစကားပြောရရင်လှဲမီးတို့စီးရတဲ့အတိုင်းပဲဟောပါလာပြီတမင်တဲ့အလိုလိုထွက်လာစကားများခမည်းတော်ဝက်လက်ကားလှတော်ကားစိတ်ကားပေါ်ရင်လားလို့ကျုပ်ကမေးကားပေါ်တာတော့မပြောနဲ့ကိုတော့တဲ့ပချီးခါတဲ့အတိုင်းပဲကျေးဇူးကြီးပချီးခါတာမြင်ဘူးလားပြားကောင်တွေလေကောင်းငင်မှာဒီနဲ့ရှုပ်ပွေးနေတာပချီးခါတဲ့အတိုင်းပဲတဲ့ကားဘလောက်ဘောတဲ့တပည့်တော်တို့က RTP မှာစီးတယ်တဲ့ဘာဖြစ်လို့တုံးလို့ဆိုတော့ RTP မြန်တယ်ဆိုတာဟုတ်တကူဗျာတဲ့ခုနေ့ကတပည့်တော်မန္တလေး RTP စီးလိုက်သွားတယ်မြန်တယ်ဆိုတာဟုတ်တယ်တယ်မလို့ RTP ကစီးလိုက်ရတာများရိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲအကြီးသားသူဘယ်တော့မှဖက်လိုက်ဘူးတဲ့အတိုင်းစကားပြောကတရလုံးပြောတယ်ပြိဿဒီတဲ့ဟောပြောရအောင်စပ်မိလို့သူတို့ရွာနာမှာစိုင်တိုင်ကြီးဆိုတာရှိစိုင်တိုင်ကြီးကအလှဖိတ်တဲ့ဟေးတဲ့အဲ့ဒီအလှကကျွေးတာတော့ကြက်သားဟင်းပဲကွာတဲ့ကြက်သားဟင်းမေစီဟေးတဲ့မစားခင်ကြက်သားဟင်းထိုင်ရှိခိုးလိုက်ရသေးမောင်ရတဲ့ဘာဖြစ်လို့တော့ဆိုတော့ကြက်ကကို့တဲ့အသက်ကြီးနေလို့တဲ့ဟောပါဒီကြက်ရင်းနဲ့ပြောလိုက်ပြီးပါတယ်ကျန်ရပါမှလို့ပြောတဲ့လူတွေဒီတဲ့ဘေးရွာကသူတို့တငယ်ချင်းတယောက်တွေ့သူတငယ်ချင်းကမေးတယ်ဘယ်နဲ့တော့ဟဲ့တဲ့မင်းတို့ရှိစီဝါရေးတဲ့မမေးပါနဲ့ကွာတဲ့စီဝါရေးကတော့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲဟာစီဝါရေးကြက်တယ်လို့ပြောတာပေးတာကြီးမေးရအောင်ဒီဝလုံးကောင်းနဲ့ဆင်တိုးလို့ရမှာကျက်ကျမှပြောတဲ့လူတွေဒါဖြင့်မင်းတို့ရှိအလုတ်ကင်လေးရောဟာတဲ့အလုတ်ကင်ကလည်းမမင်းနဲ့ဟေးတဲ့ရှိတဲ့အလုတ်ဖိလုတ်လဲတနေ့တခြားစားဦးကကြီးတာပဲအကျဉ်းနဲ့မှန်နဲ့ရှောက်ပြောတာပြောပါတယ်ဒီတဲ့ဟိုကပြောတယ်မင်းတို့ကြီးသမဝါယမဆိုင်အထယ်လေးပါလေးပေးရလားဟာတဲ့အထယ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထမ်းဆောင်ရတယ်ဗျာတဲ့ကြီးထုံးမှကြောက်လို့အထက်မပေးဘူးပြောလိုက်ပြီးတာပဲမောပါဗျာပြောရဒီပေါင်းလှတော်သားကြောင့်ကတညလုံးပြောကုံမမဟုတ်လို့ဒါပြီးကျုပ်နှစ်ဖြင့်ကမှဆက်ပြောပါမယ်ရမ်းနှစ်ဖြင့်ကမှဆက်ပြောပါမယ်လှတော်သားအကြောင်းလို့ဟိုလှတော်သားကြောင့်ကလည်းခက်တော့ခက်ကြီးပြိဿပြောတဲ့လူကလည်းပြောတတ်မှရည်ရမပြောတော့ဖဲနဲ့ပြောလဲအလကားပဲအရင်ကျုံတော့စိန်နာဝရဆိုတာခင်ဗျားတို့သိသားပဲသူလှတော်သားကြောင့်နေလျှောက်ပြောတာလူတွေကမရည်ဘူးသူကကျုပ်ပြောတယ်ဘုန်းကြီးပြောတော့ရည်တာဒီတော့ပြောတော့လူတွေကဘာဖြစ်နေတာတော့အာမဖြစ်ဘူးလို့မင်းရီအောင်မပြောတာလို့မရှိတာရီအောင်ပြောတဲ့စကားလုံးပဲလို့အပြောကပါမှအပြောကကြမှဒီခင်ဗျားတို့ဒီရီစရာတွေရှောက်ပြောရင်ကျုပ်ကလည်းတညလုံးမိုးလင်းတောင်ကုန်မဲ့ဘုန်းကြီးမဟုတ်ပါဘူးပြောတတ်ပါရဲ့ရီစရာတွေပိုက်သေးသူ့ဘာသူအလိုလိုထွက်လာတာပါပြိဿပြောတတ်ပေမဲ့လို့လေအခုဒီနေ့မောသွားပြီဗျာမောသွားဆက်ပြောနေရင်နောက်ရဲ့ကျမ်းမာရေးကရှိသေးတယ်အခုတော့ချွေးလေးတစိုးစိုးနဲ့မောပြီဒီဟောလို့တော့ကောင်းပါရဲ့ကိုင်းတရားနာပြိဿဇတ်တော်ကိုပေါင်းပြီးပြီနော်ကျုပ်ပြန်မေးမယ်ပြုတ်ပါတယ်ပြိဿကြီးဟိုနောက်ဘဝတုန်းကပုံနာလူလင်လေးကဘာလာဖြစ်တုံကျွတ်တို့ဖရာလက်ထက်
ကိုင်းအိမ်ကြမှာသာဝလုံးကောင်းနဲ့ဆင်နဲ့တက်ပေးလိုက်ကြပါဘာနဲ့တရားတော့မမှန်ပြီပဲနဲ့ဘာလဲပြိဿကြီးနောက်ဘဝတော့ကလူလင်ကကျွတ်တို့ဖရာလက်ထက်ဘာလာဖြစ်တော့ညီတော်အာနန္ဒာဟိုအမေလို့သူကဘယ်သူလာဖြစ်တော့ဗဒကပိတာပြီးပြီဗဒကပိလာနီမဟုတ်ဖြည်းဖြည်းပါဠိဆိုတာလွယ်ရတယ်မှားတာမရောရဘူးရှက်လည်းမရှက်ပါနဲ့ဘာပြုလို့ကြောက်ပြင်ပေးမှာပေါ့မှားပါစေဖြည်းရင်ကိုကြောက်ကဂျင်းတတ်တဲ့ဘုန်းကြီးဗဒကပိလာနီဗါတဲ့တော့မျိုးအိမ်ကြရင်တော့အကုန်လုံးဗရတ်တွေပါတွေကိုကဖြစ်ဗဒကပိလာနီနော်ဟိုအဖေလုံးသူကဘယ်သူတော့ရှင်မဟာကတ္တဗရေးသားကြီးအဖေလုံးသူကဘယ်သူတော့ရှင်မဟာကတ္တဗဟိုကျွတ်တို့ဓိပပါမောက္ခဆရာကြီးကဘယ်သူဖြစ်လာတော့ဓိပပါမောက္ခဆရာကြီးကကျွတ်တို့ဖရာလက်ထက်ဘာလာဖြစ်တော့မြတ်စွာဘုရားဘာလာဖြစ်တော့ပြိဿကဲဒါဖြင့်ဇတ်တော်ပေါင်းပြီးသွားဗလားပြိဿဇတ်တော်ပေါင်းပြီးရင်ဖြင့်ကိုသားကိုတကာမဓာတ်လို့ပေးထားတဲ့အမိနဲ့လဲဟာဇတ်ထုတ်ကလည်းဆုံးသွားပါသဖြင့်ဒီကနေ့တော့မေတ္တာပို့ကြပါလို့12နာရီခွဲတော့မှ10မိနစ်လိုပါတယ်ဗျာကဲဆိုကြတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလည်းခြေရင်းနဲ့ဖုံမုန်းစိတ်တွေပြစ်ပြသေးသည်တော့မိမိတို့အင်္ဂါဌာနသို့နိဝတ္တတုသိခမေတ္တာပြန်ကြပေတော့နိဝတ္တတုမေတ္တာရဲ့ဘခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေတရာဆွေကလျှောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း